မြူခိုးတောင်ဤသွေးခေါင်းလောင်အပိုင်းနှစ်ခေါင်းလောင်အောက်ကအမောင်ရဲမှန်ကြောက်လန့်ပြီးဓာဆွဲလိုက်တယ်ဒါပေမဲ့မျက်နှာမရှိတဲ့လူတွေကမလှုပ်ဘူးသူတို့အားလုံးခေါင်းလောင်ကိုပဲစိုက်ကြည့်နေကြတယ်ထိုအချိန်မှာကြောင်အနောက်ဘက်ကနေခြေတံတစ်ခုထွက်လာတယ်အနက်ရောင်တင်ကန်းဟောင်းဝစ်ထားတဲ့ရဟန်းတစ်ပါးရှောက်လာတယ်။ဒါပေမဲ့သူ့မျက်လုံးတွေကအနီရောင်တောက်နေတယ်။ နောက်ဆုံးတော့အတိတ်တယောက်ရောက်လာပြီလို့အတန်ချောက်ကြီးနဲ့ပြောတယ်။ရဲမှန်နောက်ဆုတ်သွားတယ်။ဒီနေရာပါလေ။ရဟန်းကြီးပြုံးလိုက်တယ်သူ့သွားတွေဟာအနက်ရောင်ဖြစ်နေတယ်ဒီခေါင်းလောင်ကအမောင်ကိုပိတ်ထားတာဒါပေမဲ့လူတွေကလောဘကြောင့်ဖွင့်ချင်ခဲ့ကြတယ်ရဟန်းကြီးလက်ညှိုးထိုးလိုက်တဲ့အခါနံရံပေါ်မှာအရိပ်တွေလှုပ်ရှားလာတယ်ရဲမှန်မြင်လိုက်ရတာကရွာသားတွေရဟန်းတွေကိုတပ်ဖြတ်နေတဲ့မြင်ကွင်းပဲသူတို့ဟာခေါင်းလောင်းအောက်မှာဝတ်ထားတဲ့ယတနာကိုလူချင်ခဲ့ကြတာဒါပေမဲ့ခေါင်းလောင်းကိုဖွင့်လိုက်တဲ့အချိန်မှာအမောင်ဝိညာဉ်ကြီးထွက်လာပြီးလူအားလုံးရဲ့မျက်နှာတွေကိုယူသွားခဲ့တယ်အဲဒါကြောင့်သူတို့အခုထိလမ်းလျှောက်နေရတာလို့ရဟန်းကြီးပြောတယ်ရုတ်တရက်မျက်နှာမရှိတဲ့လူတွေအားလုံးရေမှန်ပဲလှည့်ကြည့်လိုက်တယ်သူတို့ရဲ့မျက်နှာဖြူကြီးတွေထဲကအတန်တစ်ခုထွက်လာတယ်မင်းရဲ့မျက်နှာကိုပေးပါရေမှန်လန့်ပြီးပြေးသွားတယ်ဒါပေမဲ့ကြောင်းတကားပိတ်သွားပြီအမောင်ထဲမှာလက်အေးတွေတူချီတော့ကိုဖန်းဆွဲလာတယ်ရေမှန်အိုးလိုက်တယ်အဲ့ဒီအချိန်မှာသူ့အိတ်ထဲကမီးပုံဟောင်းအလင်းထွက်လာတယ်မီးပုံနောက်ကျောမှာစာတစ်ချောင်းပေါ်လာတယ်ခုံလောင်ကိုတိတ်စီရေမှန်ခုံလောင်ကြီးစီပြီးသွားပြီးဓာတ်နဲ့အာကုန်ခုလိုက်တယ်ကွာခေါင်းလောင်အကွဲသွားတယ်တခဏအတွင်းကြောင်းတစ်ခုလုံးတုံခါလာတယ်မျက်နှာမရှိတဲ့လူတွေအော်ဟစ်တန်ထွက်လာတယ်ရဟန်းကြီးကဒေါသထွက်ပြီးမင်းဘာလုပ်လိုက်တာလဲလို့အော်တယ်ခေါင်းလောင်အပီအဝကွဲသွားတဲ့အချိန်မှာအနက်ရောင်အရိပ်ကြီးတစ်ခုအောက်ကနေထွက်လာတယ်အဲ့ဒီအရာမှာမျက်လုံးပေါင်းများစွာရှိပြီးလူတန်ပေါင်းစုံနဲ့ရှေမိုးနေတယ်ရှေမှန်ကြောက်လန့်ပြီးနှုတ်ဆုတ်သွားတယ်ဒါပေမဲ့ရုတ်တရက်လာပြီးအလင်းတန်းကြီးကြောင်းခေါင်းမိုးကိုဖောက်ကျလာတယ်အရှိကြီးအိုးဟစ်ပြီးတဖြည်းဖြည်းပျောက်ကွယ်သွားတယ်မျက်နှာမရှိတဲ့လူတွေဟာလည်းမြူအဖြစ်ပြိုကွယ်သွားကြတယ်ပြီးတော့အားလုံးတိတ်ဆိတ်သွားတယ်နောက်နေ့မနေ့မှာရဲမှန်တောင်အောက်ကိုပြန်ဆင်းလာနိုင်ခဲ့တယ်ဒါပေမဲ့ထူးဆန်းတာကမြူခိုးတောင်ပေါ်မှာဘုံကြီးကျောင်းမရှိတော့ဘူးခေါင်းလုံးလေးပျောက်သွားပြီရွာသားတွေကသူ့စကားကိုမယုံကြဘူးဒါပေမဲ့လာပြီးညတိုင်းရဲမှန်အိယာဝင်ခါနေတိုင်းလီတွေကအတန်တိုးတိုးတစ်ခုကြားနေတတ်တယ်သူအမြဲခံစားနေရတာတခုရှိတယ်တောင်ပေါ်ကအမောင်ဟာလုံးဝမပြောက်သေးဘူး